အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ခုမှ Blender ကိုစပြီးလေ့လာမယ်လူတွေအတွက်ကိုintroduction လေးတစ်ခုလုပ်ချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီ Blender software တစ်ခုကိုကျွန်တော်ဝင်ပြီးအသုံးပြုရဲဆိုလို့ရှိရင်ကျွန်တော် user interface ကိုမြင်ပြီးတော့အရှိကိုစမတိုးပြကြတဲ့ဟာတွေမြင်လို့ရှိတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒါမျိုးခံစားခဲ့ရပါတယ်အရာရှုပ်ချက်ခံနေတာပဲဘာတွေမှလည်းမသိဘူးဆိုပြီးတော့ရှေ့ကိုမရောက်တော့တဲ့အခြေအနေရှိတယ်ပေါ့နော်အဲ့တော့software တစ်ခုကိုစပြီးဖွင့်ပြီးဆိုတော့လည်းအရင်ဆုံးကျွန်တော်ဘာတွေမြင်ရမှာလဲဆိုတော့ 3D object လို့ခေါ်တဲ့ဒီကျွန်တော် camera ရဲ့ light ရဲ့ object ရဲ့ရှိတယ်ပေါ့နော်ဆိုတော့ 3D ရဲ့သဘောတရားဒီကျွန်တော်တို့များသောအားဖြင့်ကတော့ exit တွေပေါ့နော် exit 3ခုပေါ်မှာတော့ဒီ 3D ကအလုပ်လုပ်တယ်ပေါ့နော်ဆိုတော့ဘာတွေရှိလဲဆိုတော့ကျွန်တော်တို့H ဝင်ရိုး Y ဝင်ရိုး Z ဝင်ရိုးဆိုပြီးတော့ရှိတယ်ဒီ exit တွေရဲ့ဝင်ရိုးတွေပေါ်မှာမူတည်ပြီးတော့ပဲ 3D ကလုပ်တယ်ပေါ့နော်ကျွန်တော်ပုံမှန် design ဆွဲနေတာတွေကတော့ကျွန်တော်တို့လက်ရှိမြင်နေရတဲ့ဒီ exit နှစ်ခုပေါ်မှာပဲရှိတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒါ 2D view ပေါ်ပေါ့နော်ကျွန်တော်တို့ပုံမှန် design တွေဆွဲတယ်လုပ်နေတဲ့ဟာတွေအများသောအားဖြင့် 2D တွေကတော့ဒီ Y axis နဲ့ X axis နှစ်ခုပေါ်မှာပဲအလုပ်လုပ်တယ်အဲ့တော့အကြမ်းမြင်အပြင်နှစ်ခုခွဲလို့ရတာက 3D ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးအနက် Z axis ဆိုပြီးတော့ပေါ်လာတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ Z axis ကိုတော့မမြင်အောင် Okay အဲ့တော့ 3D ကဒီလိုမျိုး axis 3ခုပေါ်မှာတည်ရှိနေတဲ့အတွက်သူ့ကို 3 dimension 3D ဆိုပြီးတော့ခေါ်တာပေါ့နော်အဲ့တော့တတ်မှတ်ထားတာအဲ့တော့ 2D မှာကျတော့ကျွန်တော်တို့ဒီလို rotation တွေလုပ်လို့မရအောင်အပေါ်အောက်တွေတွားလို့မရအောင်သူကဘေးပဲညာနဲ့A1 ဝင်ရုံ A ဝင်ရုံပုံမှာပဲအလုပ်လုပ်တာပေါ့နော်အဲ့တော့ဒီ 3D object ရှိတယ်များသောအားဖြင့်တော့ကျွန်တော်တို့ဒီနောက်ပိုင်းအသုံးပြုသွားတာကြာသွားရင်ကျွန်တော်တို့ပုံမှန်အားဖြင့်ဒီ object ကိုကျွန်တော်တို့ delete လုပ်ပြီးတော့မှကိုလိုချင်တဲ့ object တွေကိုယူပြီးတော့ဖန်တီးပြတယ်ပေါ့နော်အဲ့တော့ဒီ one space တစ်ခုလုံးကိုကျွန်တော်တို့က 3D viewport လို့ခေါ်တယ်3D viewport လို့ခေါ်မှာပေါ့နော် one space တစ်ခုလုံးကိုအဲ့တော့ဒီအကုန်လုံးကိုခြုံပြီးတော့ပြောရင်တော့ဒါ 3D viewport ပေါ့နော်အဲ့ထဲမှာမှကျွန်တော်တို့ကဒီ layout ရဲ့ရှေ့ပိုင်းမှာရှိနေတာ top menu လို့ခေါ်မယ်တော့ဒီထဲမှာဒီ menu နဲ့ပတ်သက်တဲ့သူ menu တွေရှိမှာပေါ့နော်အဲ့တော့နောက်ကနေဒီ layout ကနေစပြီးတော့ဒီဘက် security မရှိဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ web space လို့ခေါ်တယ် web space ခေါ်တယ်သူက web space မှာသူကဒီ layout modeling sculpting UV editing texturing shading animation rendering compositing geometry node scripting ဆိုရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးရှိတဲ့အထက်မှာမှကိုကသွားခြင်းနဲ့ modeling ပိုင်းဆို modeling ပေါ့နော်ဒီလို modeling sculpting UV editing texturing painting ဆိုပြီးတော့အမျိုးစုံသူ web space နေရာကိုရောက်သွားတယ်အဲ့ဒါတွေအကုန်လုံးကိုဒီထဲမှာလည်းလုပ်လို့ရတယ်ဆိုတော့ okay အဲ့တော့ဒါကတော့ကျွန်တော်တို့အပေါ်ဘာမှရှိနေတဲ့ဟာကိုခွဲပြီးတော့ပြတာအဲ့တော့modeling နော် modeling မှာဆိုလို့ရှိရင်ကျွန်တော် modeling ကိုဘာ model ဖန်တီးချင်တာလဲဟိုဒါတော့ရေကွက်လုပ်ချင်တာလားထိုင်ကုန်လုပ်ချင်တာလားဆိုတဲ့ဟာတွေဟိုဒီမှာဖန်တီးတယ်scouting ဆိုလို့ရှိရင်ကျွန်တော်တို့ဘူးလိုမျိုးပေါ့နော်UV editing ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီUV ခွဲရတာရှိတယ်တခြားအတွက်ပေါ့နော် UV ခွဲရတာရှိတယ် editing UV editing ရဲ့သဘောတရားကတော့ပုံမှန်တိုင်းပဲကျွန်တော်တို့ဘာလို့တော့စင်တူမှာလဲဆိုတော့ဟိုအင်ကြီးတထဲကိုကျွန်တော်တို့ခွဲတယ်လို့မျိုးပဲပေါ့နော်ဟိုလက်ဆိုရင်လက်တက်အရှိဘက်အချမ်းဆိုရင်အရှိဘက်အချမ်းတက်အဲ့လိုမျိုးချိုးကြောင်းတွေခွဲတယ်လို့မျိုးတို့ခွဲပြီးတော့သူနဲ့သက်ဆိုင်တဲ့တခြားတွေကိုအဲ့မှာပြန်ကတ်တာပေါ့နော်ဒါမှလည်းတခြားမှာ UV editing ကနောက်ပိုင်းလုံရင်းနဲ့ကြာရင်တော့ပို့ပြီးတော့ဟိုရေးပါတယ်အပိုင်းမှာပါလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ကောင်လေးစလိုက်ရတဲ့အချိန်မှာကျွန်တော်တို့ကျင့်ညက်ဖို့လိုတယ်မဟုတ်ရင်နောက်ပိုင်းမှာပြဿနာတွေမကျင့်ညက်ခဲ့ဘူးဆိုလို့ရှိရင်တော့ visit တွေမကျင့်ညက်ခဲ့ရင်တော့ပြဿနာတွေတက်နိုင်တာမျိုးရှိတယ်ပေါ့နော်ခက်ခဲဖြစ်လာနိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဖြတ်တန်းခဲ့တဲ့ဒီ Blender ကိုလေ့လာခဲ့တဲ့တောက်လျှောက်မှာဆိုရင်ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ခက်ခဲတွေလည်းရှိတယ်အဲ့လိုမျိုးဘာတွေကိုကျွန်တော်ပြန်ပြီးတော့ share လုပ်ပေးတာပါ okay အဲ့တော့ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့
outliner လို့ခေါ်တယ်ပေါ့နော်ဒါ layer box လို့ပြောလို့ရမယ် Photoshop မှာ layer box မျိုးလုံးနဲ့တန်းမြင်အောင်ပြောရရင်တော့ layer box Photoshop က layer box နဲ့သဘောတွေကတူတယ်ဒါ outliner ပေါ့နော်အဲ့တော့ဒီမှာ3D view ပေါ်မှာရှိသမျှအရာတွေအားလုံးကိုဒီမှာလာပြီးတော့သူကအကုန်လုံး slab ဝင်နေတာပေါ့နော်ဒီထဲမှာဝင်ပြီးတော့ဝင်နေတာပေါ့အဲ့တော့သူ collection ဆိုတော့ folder လေးတစ်ခုထဲမှာသူရှိနေမှာအဲ့တော့သဘောတရားကတော့ကျွန်တော် Photoshop layer box နဲ့သဘောတရားတူတယ်ဒါက outliner လို့ခေါ်တယ်အဲ့တော့ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ property panel လို့ခေါ်တယ်သူက control panel ဒီမှာproperty လုပ်လို့ control panel လုပ်လို့ရနော် operation တွေလုပ်ရတဲ့အခါမျိုးမှာလိုအပ်တဲ့ effect တွေnode တွေအကုန်လုံးကိုဖန်တီးလို့ရတယ်ဒီထဲကနေပြီးတော့ဗောနော်အဲ့တော့ဒီမှာ modifier ရှိရယ် particle system တွေရှိရယ်ဗောနော်ဒါတွေကနေပြီးတော့ဒီထဲမှာအောင်လုပ်တာဗောနော်ဥပမာထားပါတော့ဗျာကျွန်တော်တို့ camera လို့ရွေးလိုက်တာနဲ့ကျွန်တော်တို့ camera နဲ့ပတ်သက်တဲ့ဒီမှာ property တွေပေါ်လာတယ်camera နဲ့ပတ်သက်ပြီးသူ့ camera တို့ဒီ control လုပ်လို့ရမယ် operation လုပ်လို့ရမယ်ဒီနဲ့သက်ဆိုင်တဲ့ဟာတွေပေါ်လာတယ်ဗောဒီမှာအဲ့တော့ okay ဒီမှာ camera ရောက်တယ်အဲ့မှာ camera ဘာလုပ်မှလဲပဲ camera မျိုးစားလဲcamera lens ဘယ်လောက်သုံးမှလဲနော် photography တွေပါတယ် camera ရဲ့အကြောင်းတွေပါတယ်အဲ့တော့ဒါကဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ basic နဲ့သွားတဲ့အပိုင်းတွေမှာအကျယ်တဝင်းထပ်ပြီးတော့ဒါတွေထပ်ရှင်းပြဖို့ရှိမှာပေါ့နော်ဒါတွေတစ်ခုချင်းစီကိုအကျယ်ဝင်းရှင်းပြရမယ်အပိုင်းတွေပေါ့နော် lighting ဆိုလို့ရှိရင်လည်း lighting နဲ့ပတ်သက်တာတွေရှိတယ် lighting ဆိုရင်point light sun light spotlight area light lighting မျိုးစုံရှိတယ်ပေါ့နော်အဲ့တော့ lighting နဲ့ပတ်သက်တဲ့ဟာတွေကိုလည်းထပ်ပြီးအကျယ်ရှင်းပြရမယ်ရှိတယ်ဒါဆိုရင် cube object ပေါ့နော်အဲ့တော့ okay ဒါက property panel လို့ခေါ်တယ်ဟုတ်ပြီအဲ့တော့ထပ်ပြီးတော့ပြောရရင်ဒီမှာရှိတဲ့ဒီ timeline ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ object တွေကိုဒီ camera တွေကို lighting တွေကိုကျွန်တော် key frame တွေထည့်ပြီးတော့ animation ပေးရတဲ့နေရာပေါ့နော် animation လုပ်ပင်ဆိုဒီနေရာတွေမှာလုပ်ရတာရှိတယ်အဲ့တော့ဒီ timeline မှာဆိုလို့ရှိရင်သူကkey frame တွေ animation တွေ prepare လုပ်ဖို့ timeline control panel လုပ်ရတဲ့နေရာပေါ့နော်ဒီအောက်ဆုံးဆိုလို့ရှိရင်တော့ကျွန်တော် status bar ပေါ့နော်သူကကိုဘာလောက်ခဲ့တယ်လဲobject ပဲ object ကိုဟိုဖြစ်ထားတယ်လဲဆိုတဲ့ဟာတွေကိုဒီအောက်မှာပေါ်နေတယ်ပေါ့နော်အဲ့တော့ shortcut တွေပေါ်တယ်remind ဖြစ်တာတွေရှိမယ်နော်ဒါ process bar လို့ခေါ်ပါမှာပေါ့နော် okay အဲ့တော့ဒါဆိုရင် layer ပေါ့နော်အဲ့တော့ okay ဒီ product ဒီ project တစ်ခုမှာဆိုရင် object တစ်ခုကိုကျွန်တော်တို့ကအခုရွှေ့မယ်ပေါ့နော်ရွှေ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုဒါဆိုလို့ရှိရင်ကျွန်တော်မောက်က score wheel ကိုကျွန်တော် middle score wheel ကိုကျွန်တော်လှည့်နေတာပေါ့နော် shadow နောက်ဆိုလှည့်နေတယ်ဒါ zoom ဖြစ်နေတာအဲ့သူ့ကိုကျွန်တော်ရွှေ့မယ်ဆိုရင်ဟို show မှာလို့ကျွန်တော် mouse နဲ့ကင်ပြီးဒီလို mouse နဲ့ဟို left click နဲ့တွားလို့မရဘူး shortcut ကဟိုဒီမှာကျွန်တော်ဒီနေရာမှာကျွန်တော်လောက်သွားတဲ့ shortcut လေးပါတယ်ပေါ်အောင်ကျွန်တော်လုပ်ပေးထားတယ်ပေါ့နော်အဲ့ဒါလေးမြင်အောင်ကြည့်လို့ရတယ်ဘာနှိပ်သွားဆိုတော့ပေါ်တယ်ပေါ့ okay အဲ့တော့သူ့ကိုကျွန်တော် move လုပ်မယ်ဆိုလို့ရှိရင်G ပေါ့နော် okay shortcut တွေမပြောခင်မှာကျွန်တော်2တွေကိုရင်ပြောဒါဆိုရင်တော့ selection 2ဖြစ်သွားမှာပေါ့နော် selection 2မှာselection เนาะဒါဆို selection 2ကိုရွေးတာ okay ဒါဆိုရင် cursor ဆိုတာဒီမှာအခုဒီမှာပေါ်နေတဲ့ cursor ဒီ cursor ပေါ့နော်ဒီ cursor ကသူက object တစ်ခုစီကိုခေါ်ရတဲ့အဲ့ object တိုင်းမှာ cursor ဆိုတာရှိတယ်သူအဲ့ cursor ကနေပြီးတော့ပဲ rotate ဆိုရင်အဲ့ cursor ကိုပဲပို့ပြုတ်ပြီးတော့သူကလို့ rotate ဖြစ်မှာပေါ့နော် okay ဒါဆိုရင် move to ပေါ့နော် move to okay နော် move to သူ့ရဲ့ shortcut က G ဖြစ်မှာပေါ့နော် okay ဟိုမှာထားပါတော့ဒါ shortcut မသုံးမင်းနဲ့ကျွန်တော်ဒီ manually do ပေါက်တဲ့ဟာလေးနဲ့ပဲသုံးတာပေါ့ဒါဆိုရင် 7 ကိုတိုင်းသွားမယ်ဆိုရင်ဒီမှာပေါ့ရွှေ့တယ် y ကိုဆိုရင် y ကိုရွှေ့တယ် x ဆိုရင် h ကိုရွှေ့တယ်နော် okay ဒါက rotate ဆိုလို့ရှိရင်ဒါ h ဝင်ကိုလဲမယ်နော်y တိုင်း y ကိုလဲမယ်နော်ဒါဆိုရင် z ဝင်ကိုတိုင်းလဲမယ် okay ဒါ rotate ပေါ့နော်အဲ့တော့ဒါဆိုရင် scale ဒါ z ဝင်ကိုတိုင်း scale ကိုချုပ်မယ်ချက်မယ်ကြီးမယ်ရှေ့မယ်ပေါ့နော်အကုန်လုံးဒါ scale ပေါ့နော်ဒါကကျွန်တော်တို့စသုံးညမှာတော့ဒီ tool လေးတွေနဲ့အရင်ဆုံးသုံးကြည့်ရတော့เนาะနောက်ပိုင်းကျရင်တော့အဆင်ပြေသွားတယ်ကိုနည်းနည်းလေး
ဒီ software နဲ့ရင်းနှီးလာပြီဆိုတဲ့အချိန်ကြလို့ရှိရင် shortcut လေးတွေနဲ့သုံးလို့ရတယ်နောက်ပိုင်းကျရင်ဒါကြီးတွေမသုံးတော့ဘူးဘာလို့လဲဆိုတော့အနေမြင်ရတဲ့အပိုင်းမှာအသုံးပြုရတဲ့အပိုင်းမှာဒီကောင်နဲ့နောက်ပိုင်းကျွမ်းကျင်သွားရင်မလိုတော့ဘူးเนาะနည်းနည်းလေးရှုပ်တယ်ဒါစစချင်းလေးလာချင်းမှာဒါလေးနဲ့အရင် try ကြည့်ပါအဲ့တော့ဒါလေးအရင် try ကြည့်ပါเนาะအဲ့တော့ okay slide 2ပြန်ရွေးထားမယ် okay ကျွန်တော်ဒါ control Z နဲ့ပဲပြန်သွားအောင်เนาะ okay အဲ့တော့ဒါ toolbox ထဲမှာတော့ရှိတယ်အဲ့တော့ toolbox ထဲမှာဆိုရင်ဒီမှာဒါဆိုရင် note မှတ်လို့ရတယ်เนาะမှာဒါပါတော့ ကိုဒီနားမှာဘာလုပ်မလဲဒါ note မှတ်တာပေါ့เนาะနောက်တော့ measurement tool တွေရှိတယ်เนาะအဲ့တော့ measure လုပ်လို့ရတယ်ကိုဒီ tool ကဘယ်လောက်tool တွေရှိတယ်ဘယ်လောက်အမြင့်ရှိတယ်ဆိုတာကိုဒါနဲ့ measure တိုင်းလို့ရတယ်ဟုတ်ပြီအဲ့တော့ shortcut solution ဒီကောင် G နော် G ဒါဆိုရင်သူ့မှာတော့ဝင်ရုံးမှာလိုက်ရွှေ့နေတော့သူကကိုရွှေ့ခြင်းတဲ့နေရာရောက်နေတာမှာထားပါတော့ G ဆိုတော့အမအမြင့်အဲ့လိုမျိုးဖြစ်သွားတော့เนาะအဲ့တော့ကိုကသတ်မှတ်ပေးတယ် G ဝိုင်းဝင်ရိုးတိုင်းရွှေ့ခြင်းနဲ့ဆို G ကိုနှိပ်တယ်ပြီးရင်ဒီလိုရွှေ့နေတဲ့အချိန်မှာတော့ Y ပေါ်မှာရှိမနေဘူးဒါမှမဟုတ်တော့ Y ကိုထပ်နှိပ်ပေးလိုက်တော့ Y ပေါ်မှာပဲရှိနေတာပေါ့เนาะY တိုင်းကိုရွှေ့နေတာနော်ဘယ်နေရာရောက်အောင်ရွှေ့မလဲရွှေ့ခြင်းတဲ့နေရာရောက်အောင်ရွှေ့ Y တိုင်းကိုရွှေ့နေမယ်အဲ့လိုပဲ G H တိုင်းကိုရွှေ့ခြင်းနဲ့ဆိုရင် G ကိုနှိပ်ပြီးသွားရင် H ကိုဆက်နှိပ်လိုက်လို့ရှိရင်တော့ H တိုင်းကိုသွားနေမှာအဲ့လိုပဲအပေါ်ရွှေ့ခြင်းနဲ့အောက်ကိုရွှေ့ခြင်းနဲ့ဆိုရင် G Z ဒီလိုမျိုးသွားနေမှာတော့ဒါဆိုရင်သူကဝင်ရိုးပုံမှာခိုင်းလိုက်တာပေါ့နော်ဒီငါရွှေ့မယ် Z ဝင်ရိုးတိုင်းကိုရွှေ့ဆိုပြီးတော့ G Z ဆိုပြီးတော့ခိုင်းလိုက်တာပေါ့နော်အဲ့တော့ rotation မှာလည်းအတူတူပဲrotation ရဲ့ shortcut solution တော့ R နဲ့သွားတယ်ဒီမှာကျွန်တော် shortcut လေးပေါ့နော် R နှိပ်ထားပြီးသွားရင်ငါဘယ်တိုင်းလဲချင်တာလဲ H ပေါ်မှာပဲလဲချင်တာဆိုရင်ဒီမှာ H တိုင်းလဲလို့ရတယ်ပေါ့နော် okay နော်ဒါဆို H တိုင်းလဲအဲ့တော့ပြီးရင် R Y တိုင်းလဲချင်တယ်ဆိုရင် Y ကို R နှိပ်ပြီး Y နှိပ်လိုက်ပေါ့နော်အဲ့တော့ဒါဆိုရင် Y တိုင်းလဲနေတာပေါ့နော်အဲ့တော့ Z တိုင်းလဲမယ်ဆိုရင် R C တိုင်းလဲနေမယ်ဒီမှာနော်အဲ့လိုပဲ scale ပါဆိုလို့ရှိရင်အတူတူပဲအဲ့တော့ scale ရဲ့ shortcut ဒီ S ငါ Y ကို scale လုပ်ချင်တယ်ဆိုရင် Y နော်ဒီမှာဒါဆိုရင် scale ဒီသူ့ရဲ့ scale ဒီခြုံချဲဒီဒီမှာအကြီးတိအရှိတိုးရှိဒီ Y တိုင်းကိုပဲသွားနေတော့မှာဟုတ်နော်ပြီးရင်ငါ H တိုင်းကိုခြုံချဲအကြီးတိလုပ်ချင်တယ် S ပြီးရင် H နော် H နှိပ်ပြီးတာနဲ့ H ကိုနှိပ် mouse click ဒီဘာမှလုပ်ရအောင်ဒီမှာ cursor တိုင်းကိုဒီမှာကျွန်တော်တို့အခုဒီမှာဆို cursor အတိုးရှိမြင်နေရတယ်လား mouse ကို click စရာအကြောင်းမရှိဘူးနော်အဲ့တော့သူက mouse ကို click ထားစရာမလိုဘဲနဲ့ mouse ကိုရွှေ့နေအောင်လည်းရတယ်အဲ့တော့ S H ဒီမှာတဲ့rotate မှာလည်းအဲ့လိုပဲ S R C တဲ့နော်RC တဲ့ C တိုင်းလေအဲ့တော့ okay ဒါ rotate ပါနော် okay အဲ့တော့ကျွန်တော်တို့အခုဒီ object ကိုဒီလိုမျိုးrotation တွေ move တွေ scale ချုံချက်တွေကိုသိပြီဆိုလို့ရှိရင်ကျွန်တော်ဒီဟာတွေရဲ့ lighting တွေအကြောင်းရှင်းပြပေးမယ်ပေါ့နော်ကင်မရာကဒီ 3K object ကဘာလို့လိုလဲဆိုတော့ကျွန်တော်တို့3D ဖန်တီးပြီဆိုတော့ねတေးကြတယ်ကျွန်တော်တို့ကင်မရာမပါလို့မရအောင် light မပါလို့မရအောင် object မပါလို့မရအောင်အဲ့တော့ဒီ object တစ်ခုကိုကျွန်တော်တို့ကအလင်းမှောင်နေနဲ့မြင်နေရဖို့ဆိုရင်ကျွန်တော်တို့လူတွေလိုပဲဗျာမျက်လုံးမှာဆိုလို့ရှိရင်မှောင်နေတဲ့အချိန်မှာကျွန်တော်တို့ဒီ object ကိုဘာမှမမြင်အောင်အဲ့လိုပဲကျွန်တော်တို့ဒီ 3D ပုံတစ်ပုံထုတ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီ object ကိုမြင်ရဖို့ကျွန်တော် lighting တွေလိုတယ်အဲ့တော့ lighting ကဘယ်လိုပေးမလဲဆိုတဲ့အပိုင်းတွေကျွန်တော်တို့နောက်ပိုင်းမှာထပ်ပြီးတော့အခြေတုံးထပ်ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ကင်မရာရဲ့သဘောတရားတွေ lighting ရဲ့သဘောတရားတွေလိုပါလိမ့်မယ်နောက်ပိုင်းကျရင်အဲ့တော့ကင်မရာအကြောင်းတွေကိုနားလည်ထားတယ် lighting အကြောင်းတွေကိုနားလည်ထားတယ်ဆိုလို့ရှိရင်တော့လေ့လာတာပို့ပြီးတော့လွယ်ကူပြီးပုံမြန်မယ်ပေါ့နော်ကိုယ့်ရဲ့3D ရုပ်ထွက်တွေလည်းပို့ပြီးမိုက်ပဲပေါ့နော်လှလှပပနဲ့အလင်းမောင်တွေပိုကောင်းကောင်းနဲ့ထွက်မှာပေါ့နော် okay အဲ့တော့
ဒီ3ခုမှာကင်မရာမရှိလို့မရအောင် light မရှိလို့မရအောင် object မရှိလို့မရအောင်အဲ့ဒါမှလည်းကျွန်တော်တို့က 3D render တစ်ခုကိုဖန်တီးလို့ရမှာပါเนาะအဲ့တော့ကင်မရာဆိုလို့ရှိရင်လည်းကျွန်တော်ကင်မရာရဲ့ setting တွေရှိတယ်ပေါ့ကို product ကဘာလဲကျွန်တော် micro product ကို micro ပြချင်တာလားဒါမှမဟုတ်ကျွန်တော်ရဲ့ cinematic scene တစ်ခုကိုပြချင်တာလား lighting ကကျွန်တော် cinematic light တွေသုံးချင်တာ product shooting က lighting မျိုးသုံးချင်တာလားဆိုတော့ပုံမူတည်ပြီးတော့ဒီကင်မရာတွေ light တွေကိုကစားရပါတယ်အခုဒီမြင်နေရတဲ့ဒီ view ဒီကျွန်တော်တို့ဒါ view ပေါ့နော်view ပေါ့ shader လို့ခေါ်မှာပေါ့နော်ဒီဟာကြတော့ကျွန်တော်တို့ဒါ material view လို့ခေါ်မှာเนาะဒါ material view ဆိုတာကကျွန်တော် render အဆင့်မဟုတ်သေးဘူးဒီ product ကိုကျွန်တော်တို့ဘာ material တွေသုံးထားတဲ့ lighting တွေဘယ်လိုရှိရဲဆိုတာမျိုးချမ်းမြင်ဒီမှာကြည့်လို့ရမယ်ဒါကတော့ကျွန်တော်တို့ render view ပေါ့နော် render view ဆိုတာကကျွန်တော်တို့ဒီမှာ lighting တပွင့်သုံးထားရဲဆိုရင် lighting တပွင့်ရဲ့အတိုင်းပဲဒီဘက်က lighting မြင်နေရဒီဘက်မှာမှောင်နေရမယ်ဆိုတဲ့အတိုင်းပဲမြင်ရမှာပေါ့လားကျွန်တော် render မှာတကယ်မြင်ရမယ်same ပေါ့နော်အဲ့ဒါကိုကြည့်ရဲဆိုရင်ကျွန်တော် render view နဲ့ကြည့်ရပေါ့နော်အဲ့တော့ဒီမှာ wireframe ရှိတယ်ဒီမှာဆိုရင် X-ray view ရှိတယ်เนาะဒီမှာကျွန်တော်တို့ဒီမှာဒီ view panel ထဲမှာဆိုလို့ရှိရင်အဆင့်ရှိတယ်ပေါ့နော်အဲ့တော့ပုံမှန်အပြင်ကျွန်တော်တို့ 3 project တွေစအလုပ်လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီview မှာပဲအလုပ်လုပ်တယ်เนาะ shader view မှာလုပ်တယ်ပြီးရင်ကျွန်တော်တို့ဒီmaterial view မှာလုပ်တယ်ပြီးနောက်ဆုံး material view မှာကြည့်တယ်ပြီးရင်ကျွန်တော် runner ချတဲ့အချိန်ကြလို့ရှိရင်မချခင်မှာကျွန်တော် runner view နဲ့ရင်ကိုယ့်ရဲ့ scene က lighting ဘယ်လိုဖြစ်နေလဲcamera setting ဘယ်လိုဖြစ်နေလဲဒါတွေကို object တွေကညီညာမှုရှိရလားဒါတွေဒီမှာ set တယ်ပေါ့နော်ဒီset ပြီးသွားတဲ့အချိန်ကျမှ runner ချတယ်ပေါ့ okay အဲ့တော့ဒါကို clay view လို့လည်းခေါ်တယ်clay material နဲ့လုပ်နေတဲ့အချိန်ပေါ့နော်အဲ့တော့ဟို 3D object တွေမှာကဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ object တစ်ခုမှာ၃မျိုးခွဲလို့ရတယ်ပေါ့ vertex object ရှိတယ်เนาะ vertex ဆိုတာဒီလို set ကလေးတွေပေါ့နော်ဒီလို set ကလေးကို vertex လို့ခေါ်တယ်ပြီးရင် app เนาะ app ဆိုတာဒီလို line လေးကို app လို့ခေါ်တယ်เนาะပြီးရင် space ဒီလို space ဒါကြီးတစ်ခုလုံးဒီလို slab ဝင်သွားနော်အခုကျွန်တော်မှပြရမှာ slab ဝင်ဒါတစ်ခုလုံးကို space လို့ခေါ်တယ်အဲ့တော့ object တစ်ခုမှာကျွန်တော်တို့ဒီ vertex လေးတွေ၄ခုပေါင်းလာတယ်ဒီလို space တစ်ခုဖြစ်တယ်နော်၃ခုပေါင်းတယ် space ဖြစ်တယ်နှစ်ခုတည်းကတော့ vertex နှစ်ခုဆိုရင်ကျွန်တော်တို့ဒီ app တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ vertex ၄ခုဆိုရင် space တစ်ခုဖြစ်တယ်အဲ့တော့ဒီလို app နှစ်ခုဆိုလို့ရှိရင်၄ခုဖြစ်မှာ space တစ်ခုဖြစ်မှာเนาะ app 3ခုဆိုလို့ရှိရင်လည်း space တစ်ခုဖြစ်တယ်ဒါပေမဲ့အများဆုံးအပြင် 3D polygon တွေ mask တွေမှာကျွန်တော်တို့ space ကိုကျွန်တော်တို့ဒီလို၄ခုဟို mask တစ်ခုဖြစ်ဖို့အတွက်ကို၄ခုပေါ့เนาะဒီ vertex ဆိုလည်း၄ခု app ဆိုလည်း၄ခုအဲ့လိုမျိုးတွေ ਨੇ ဒီ object တွေတည်ရှိကြတယ်ပေါ့เนาะအဲ့တော့ဒီ၃ခုရှိတယ်ပေါ့เนาะvertex ရှိတယ်နော်ဒီ app ရှိတယ် space ရှိတယ်အဲ့တော့ကျွန်တော်မျက်နှာပြင်နဲ့သူ့လုံးလုံးမယ်ဆိုရင် G ကျွန်တော်ဒီကောင်ရွှေ့ချင်တယ်ဆို G zap ဆိုပြီးရွှေ့လိုက်နော်သူကလိုက်ပြီးတော့ပါလာသူမျက်နှာပြင်တစ်ခုရဲ့ပဲအပေါ်ကိုရွှေ့သွားတာပေါ့နော်အဲ့လိုပဲG H ဆိုရင်သူကဒီမျက်နှာပြင်တစ်ချမ်းပဲ H ဘက်ကိုရွှေ့သွားတာဟိုဘက်ကတစ်ချမ်းပါမလားဘူးအဲ့တော့ခုနကလည်းကျွန်တော်တို့ scale နဲ့ကြာရင်ဘာကွာသွားလဲဆိုတော့ S ဆိုလို့ရှိရင်သူက H ဆိုတာ ਨੇ H ဆိုတာ ਨੇ သူကဒီမှာဒီလားမျက်နှာပြင်နှစ်ခုလုံးသူက H ရဲ့ဝင်ယူplus ကော minus ကောနှစ်ခုလုံးဘက်ကိုသူကရွှေ့သွားတာဆိုတော့အဲ့တော့ခုနကျွန်တော်တို့တစ်ချမ်းပဲကျွန်တော်တို့ကသွားကျင်တယ်ဆိုလို့ရှိရင်တော့ face ကို Hကိုဘယ်ဘက်ကိုသွားချင်တာလဲပေါ့နော်သွားချင်တဲ့ဘက်ကိုဒီလိုရွှေ့လို့ရတယ်ဟိုဘက်သွားချင်တယ်ဒီရွှေ့လို့ရတယ်โอเคအဲ့တော့နောက်တစ်ခုကmoral လေးစပြီးတော့ကျွန်တော်တို့အလုပ်လုပ်တော့မယ်ဆိုလို့ရှိရင်ဟိုဒါဆိုရင်ဒီ juice ကိုကျွန်တော် select ဝင်နေတာအဲ့တော့တော့ဒီမှာရှိ move ကနှစ်ခုရှိတယ်ပေါ့နော်တစ်ခုက object move edit move အဲ့တော့ကျွန်တော်တို့ဒီ
project တွေလုပ်ပြီးဆိုရင်ကျွန်တော်ကအများဆုံးပဲဒီ edit mode ထဲမှာဝင်လောက်ကြတယ်နော် edit mode ထဲမှာလောက်တဲ့ခါကျတော့မှတော့ဒီလိုမျိုးတွေသူ separate လုပ်ပြီးတော့ခွဲလို့ရတယ်ပေါ့နော်အဲ့တော့ခုနကတော့ကျွန်တော် object မှုမှာဆိုရင်တော့ဒီ object မှုကြတာဒီ object ကြီးတစ်ခုလုံးမှာသူကslab ဝင်ပြီးတော့ပြရတယ်ပေါ့နော်အဲ့ဒါမှသွားပြီးကျွန်တော်တို့edit လုပ်လို့မရဘူးเนาะဒီထဲမှာဒီမှာကျွန်တော် edit ဝင်လုပ်အောင်ပါအဲ့တော့ကျွန်တော်တို့မျက်နှာပြင်နေ bar stats တွေ add တွေကိုကျွန်တော်တို့ဒီမှာခွဲပြီးတော့လုပ်လို့ရတယ်အဲ့တော့ဂျန်အဖြစ် moral လေးတစ်ခုကျွန်တော်တို့စကင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာတော့ဒီမှာကျွန်တော်၄တော့တသားပုံတစ်ပုံလုပ်ပြီးပါတယ်ဆိုလို့ရှိရင်ပြီးဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ကဒီ material ကပ်ပေးရတယ်ကျွန်တော်ဘာလုပ်ချင်တာလဲတစ်သားလားတစ်တာအဖုံးလားဒါဆိုရင်တစ်သားနဲ့ပတ်သက်တဲ့ material ကျွန်တော်တို့ကပ်ပေးဖို့လိုပါတယ်အဲ့ရနေပြီးတော့ကျွန်တော်တို့က okay တစ်သားပုံအတွက်ကိုကျွန်တော်တို့တစ်သားတက်ချာတွေတစ်သား material တွေကပ်ပြီးသွားပြီဆိုတာ ਨੇ အဲ့ material တွေပေါ်လာဖို့အတွက်ကိုကျွန်တော်တို့ lighting လေးသုံးမှရပါမယ်အဲ့တော့ lighting သုံးတယ်ဆိုလို့ရှိရင်သူ့ရဲ့ပုံမှာမြင်နေရတဲ့ texture တွေကိုကျွန်တော်တို့ lighting ကြောင့်မြင်ရမယ် camera ကနေမြင်ရမယ်ပေါ့နော်ဆိုတော့ lighting တွေသုံးမှုလိုတယ် lighting ကကိုကဘယ်လို lighting မျိုးသုံးချင်တာလဲပေါ့နော် studio lighting သုံးချင်တာလားသို့မဟုတ် environment lighting သုံးချင်တာလားသို့မဟုတ်ဒီ raw lighting ပေါ့နော်အခန်းထဲမှာရှိနေတဲ့ lighting မှသုံးချင်လား auto lighting လား indoor lighting လားအဲ့လိုမျိုးခွဲပြီးတော့သုံးရတယ်ပေါ့နော်ဆိုတော့ဒါက 3D စပြီးတော့လုပ်မယ်ဆိုလို့ရှိရင်နားလည်ရမယ်သိထားရမယ်ဟာလေးတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ okay တခြားလဲကပ်ပြီးပြီ lighting တွေလည်းထည့်ပြီးပြီ camera တွေနဲ့လည်း setting တွေချိန်ပြီးပြီဆိုလို့ရှိရင်ဒါဆိုရင် camera ကကျွန်တော်တို့ဒီမြင်နေရပြီပေါ့နော် runner view ကိုမြင်နေရပြီဆိုတော့ runner ချရင်ကျွန်တော်ဒီတိုင်းထွက်မှာဒီ angle ဒီ view တိုင်းအောင်ထွက်မှာအဲ့မှာကျွန်တော်တို့ lighting ပေးထားတဲ့ lighting တိုင်းဒီမှာ runner မှာမြင်ရမယ်တခြားဆိုလို့ရှိရင်တခြား lighting ကိုဒီမှာမြင်ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့စပြီးတော့ runner ချပြီဆိုတာ ਨੇ ဒီ camera ရဲ့ view angle ထားရတဲ့ view angle တောင်ကိုမြင်ရမှာအမှကို camera ကိုရွှေ့ချင်တာပဲဖြစ်ဖြစ်ဒီ product ကိုပဲလဲချင်တာပဲဖြစ်ဖြစ်ဒီ camera ကိုပဲ angle ကနေထားချင်တာပဲဖြစ် camera ကနေလည်းလှည့်လို့ရတယ်နော်မထားပါ camera ကိုကျွန်တော်တို့ဒီလိုထားရတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါဘာလုပ်မလဲ product ကိုပဲလှည့်ချင်တယ်ရတယ်နော် product ကို H1 ရိုးတိုင်းစောင်းထားပြီးပြချင်တယ်ဆိုလေ product ကိုလှည့်ပြီးတော့ camera ကိုအငြိမ်ထားပြီးတော့ပြလို့ရတယ်ပြောချင်တာကအပြင်မှာဆိုလို့ရှိရင်ကျွန်တော်တို့အပြင်ကတကယ်ဒီ camera ကင်နေတဲ့လူနေရ cameraman တယောက်ကဟာကိုကျွန်တော်တို့ဒီထဲမှာအလုပ်လုပ်တယ်အပြင်မှာဆိုရင်ကျွန်တော်တို့ကအမှပစ္စည်းကိုကျွန်တော်တို့ကတစောင်းပြကျင်တယ်ဆိုရင် camera ကိုစောင်းပြီးတော့ရိုက်ပြမှာဒါမှမဟုတ်ပစ္စည်းကိုတစောင်းလှည့်ပြမလားဆိုတဲ့ option ကိုကျွန်တော်တို့ကရွေးလို့ရတယ်လို့မျိုးဒီထဲမှာလည်းကျွန်တော်တို့ကရွေးလို့ရတယ်အဲ့တော့ဒီ product ကိုကျွန်တော်တို့တစောင်းပြကျင်တယ်ဆိုရင် camera ကိုတစောင်းရိုက်ပြမလားသို့မဟုတ် product ကိုစောင်းပြီးပြမလားဆိုတော့ option ကိုကြိုက်တဲ့ option ရွေးပြီးတော့ကျွန်တော် runner ချလို့ရတယ်အဲ့တော့အလွယ်ကူဆုံးပြောရမယ်ဆိုရင်ပြောချင်တာကဥပမာဗျာကျွန်တော်တို့ product တစ်ခုကို shooting တစ်ခုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်ပုံဆရာတယောက်အနေနဲ့ပဲဝင်ကြည့်လိုက်အပြင်မှာကျွန်တော်ဘာတွေလုပ်မလဲမီးတွေဆင်ရမယ် product ကိုကျွန်တော်တို့ပြဖို့ background တွေထားရမယ်ကင်မရာတွေကျွန်တော်တို့ lens တွေဆင်ရမယ်မီးတွေဆင်ရမယ် okay ကင်မရာဘာကင်မရာသုံးမလဲဘာ lens သုံးမလဲเนาะဒါမျိုးတွေကျွန်တော်စဉ်းစားရတယ်လို့ပဲဒီထဲမှာကျွန်တော်တို့ကပြန်ပြီးစဉ်းစားအပြင်မှာတော့ကျွန်တော်တို့ရှိပြီးသား product ကိုကျွန်တော်ကခုံမတင်မယ်ပြီးရင် lighting တွေဆင်မယ်background တွေထားမယ်မထားပါတော့အနက်ရောင် background ဆိုအနက်ရောင် background အပြာရောင်ဆိုအပြာရောင်ဒီလိုမျိုးထားတဲ့သဘောမျိုးပဲအပြင်မှာတော့ရှိပြီးသား product ကိုကျွန်တော်ချပြီးရိုက်တာဒီထဲမှာကျတော့အဲ့လိုမဟုတ်ဘူး product ကိုကိုယ်တိုင်ဖန်တီးရမယ်အစားအဆုံး product ပုံစံ product label ဆိုတော့အစားအဆုံးကိုယ်တိုင်ဖန်တီးရတယ်ပေါ့နော်ဖန်တီးပြီးတော့ပြီးရင်ကျွန်တော်တို့ cameraman တယောက်လိုပဲဒီထဲမှာပြောရရင်ဗျာတကယ်တမ်းကျတော့အပြင်မှာကျွန်တော်တို့ကကင်မရာတွေမီးတွေကိုတကယ်ကင်ပြီး setting မလုပ်ရတာတခုပဲဒီထဲမှာကျွန်တော်ကင်မရာတွေအကြောင်းသိဖို့လိုတယ် lighting တွေသိဖို့လိုတယ်အရေးကြီးတယ်အဲ့ဒါတွေနောက်ပိုင်းကျရင်အဲ့ဒါတွေတဖြည်းဖြည်းနဲ့ landing တွဲပြီးတော့လေ့လာဖို့လိုတယ်ပေါ့နော်အမှန်တော့ okay ကျွန်တော်တို့ product တွေဒီထဲမှာလောက်တတ်ပြီတို့ပေမဲ့ကျွန်တော်တို့ကင်မရာအကြောင်းနားမလဲဘူး lighting အကြောင်းနားမလဲဘူးဆိုလို့ရှိရင်ကျွန်တော်ဒီ product ကိုဘယ်လို lighting ဘယ်လို view ပုံမျိုးနဲ့လှလှပပ runner မချနိုင်မလဲဆိုတာအဲ့ချိန်မှာအခက်အခဲဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တွဲပြီးလေ့လာမယ်ဟာတွေရှိတယ်ပေါ့နော်အဲ့ဒါလည်းလုံရင်းကန်ရင်းနဲ့လုံရင်းကန်ရင်းနဲ့လေ့လာရင်းနဲ့အဲ့ဒါတွေသဘောပေါက်လာလိမ့်မယ်နော်အဲ့တော့ကျွန်တော်လည်းအရင်သိတယ်လို့ဒီထဲမှာကင်မရာကဘယ်လိုဒါပါတော့ speed ပါချထားရင်ဘယ်လောက်ထားရမလဲအတူတူပဲဒီထဲမှာဒီကင်မရာက
ကျွန်တော်အပြင်ကကင်မရာလို့ speed ထားရင်ဘယ်လောက် exposure ဘယ်လောက်အဲ့လိုမျိုးအကုန်ချိန်လို့ရတယ်ဒီထဲမှာနော် lens ကိုဘယ်လောက် lens သုံးမယ်ဒီ product shoot တင်အတွက်ကိုဘယ်လောက်သုံးမယ် lens ဘယ်လောက် millimeter သုံးမယ်ဆိုတာမျိုးတွေကဆိုဒီထဲမှာအကုန်ဖန်တီးလို့ရတယ် okay အဲ့တော့ဟိုဒါကသိရမယ့်ဟာလေးတပေါ့နော်ထည့်ပြီးတော့ဟိုပြောပြထားတာပါအဲ့တော့ 3D ထဲမှာဆိုရင်ခုနကကျွန်တော်ပြောတဲ့ 3D object ကဒါမဖြစ်မနေကင်ရမယ့်ဟာတွေပေါ့နော် lighting ကင်မယ်ဆိုရင်လည်း lighting နဲ့ပတ်သက်တဲ့ဟာတွေကိုဒီမှာ adjust လုပ်လို့ရတယ်။ main lighting ကဘယ်လောက်သုံးပါလဲ။ watt 60ဆိုရင်ကျွန်တော်တို့အိမ်လေးမှာထွန်းနေတဲ့ကျွန်တော်မီလုံးအဝါတွေလေတည်ရမှာအရင်တော့ watt 60မီလုံးဆိုတာမျိုးလေဟိုတော့စမုတ်တက်ကထုတ်တဲ့မီလုံးလိုမျိုးအဝါတွေဒါမျိုးအလင်းရောင် watt 60ရမယ်။အဲ့တော့ဒီမှာကိုအဲ့ watt 60မှာမှဘာရောင်သုံးညင်လဲဆိုတာတွေဒီမှာ color တွေဝင်ရွှေ့လို့ရတယ်ပေါ့နော်။ကို product ကိုဘာရောင်နဲ့မှပေးချင်တာလဲဆိုတော့ရွေးလို့ရတယ်အဲ့တော့ what 1000ဆိုရင်ပိုလင်းသွားမယ်ဗျာမာဂျူရီမီလုံးလိုမျိုးလင်းလာမျိုးတွေရှိတယ်เนาะဒါ lighting ပေါ့နော်အဲ့တော့ camera ဒီမှာဆိုရင်ကျွန်တော် perspective orthographic panoramic ဆိုပြီးရှိတယ် lens type တွေကိုဒီမှာဆိုရင် focal length 50mm portrait lens လားဘာလားညာလားပေါ့နော်ဒါတွေခွဲရမှာ depth of field ကုန်ရှိတယ်ဒီမှာ camera နဲ့ပတ်သက်တာတွေအဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်လောလောဆယ်ဒီကျုပ်တုံးတွေကိုကျွန်တော်ဘယ်လိုခေါ်သွင်းလာလဲဘယ်လိုခေါ်ထုတ်ထည့်လာလဲဆိုတာလေးတွေကျွန်တော်တစ်ချက်ပြပေးမယ်နော်ကျွန်တော်ဒါဆိုရင် h နေပြီးတော့ delete ကိုဖြတ်လိုက်တာပေါ့နော်shift a ထဲမှာ mask မှာရှိတယ်တို့ပေါ့အကုန်လုံး object တွေရှိတယ် plane object cube circle USB อ่ะเนาะ cylinder icosphere ကုန်း torus အကုန်ရှိတယ်အဲ့တော့ plane object တခုခေါ်လိုက်တယ်ဆိုရင်သူက plane object ဖြစ်သွားเนาะဖြတ်ချင် h ကိုနှိပ်ပြီးတော့ delete လုပ်လိုက်အဲ့ဒါပြတ်သွားအဲ့တော့ဒါဆိုရင်ကျွန်တော်တို့က plane object တော့ plane object ပဲသူ့မှာ surface တစ်ခုပဲရှိတယ်အဲ့တော့အဲ့လို surface တွေများလေ division တွေ subdivision တွေများလေသူက smooth ပိုဖြစ်တာပေါ့နော်အဲ့လို smooth ပိုဖြစ်လေpolygon တွေပုံများလေrunner မှာပို့ပြီးတော့လေးလေပေါ့နော် runner မှာပို့ပြီးတော့လေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဥပမာထားပါတော့ဒီကောင်ကိုကျွန်တော်တို့ကအဝတ်စတစ်ခုလိုမျိုးပိတ်စတစ်ခုလိုမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့က subdivision တွေခွဲပေးဖို့လိုတယ်အဲ့တော့အဝတ်ဆိုတာမျိုးကကျွန်တော်တို့အပြင်မှာဆိုရင်သူ့ရဲ့တက်ချသည်လုံးဝပျော့ပျော့ဖက်ဖက်smoke ဖြစ်တဲ့တက်ချမျိုးပေါ့နော်အဲ့တော့စက်ကူလိုမျိုးမဟုတ်ဘူးသူကစက်ကူလိုကြရင်လုံးချေလိုက်တောင်းနေဖြစ်တာပေါ့ဒီလိုမျိုးတွေရှိစက်ကူမှာတော့ tissue ဆိုရင် tissue ရဲ့တက်ချရ division ကသူဘယ်လိုမျိုးရှိလဲဆိုတော့သူ set division တွေခွဲတဲ့ပုံမှာမူတည်တာပေါ့နော်အဲ့တော့ set division များလေ polygon များမယ် polygon များရင်ကျွန်တော်တို့ runner မှာပို့ပြီးတော့ချိန်ကြတယ်ပို့ပြီးတော့လေးတယ်ပေါ့နော်အဲ့တော့ကျိုးကတော့ polygon နေအောင်လုပ်ပြီးတော့မှrunner ချကြတယ်ပေါ့နော်အဲ့တော့အဓိကတော့ကိုကဘယ်လို quality မျိုးလိုချင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ runner ချကြတာဟို polygon တွေတတ်မှတ်ကြတာရှိတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီ object တွေဖန်တီးခြင်းတဲ့ object တွေဒီလိုမျိုးခေါ်ဒီထဲကိုထည့်တဲ့ဟာမျိုးပေါ့နော်အဲ့တော့ okay ကျွန်တော်တို့အခုဒါဆိုလို့ရှိရင်ရိုးဒီ solid view ပေါ့နော်ဒီ solid view ထဲမှာကျွန်တော်ဝင်ပြီးတော့ဟိုကြည့်နေတာပေါ့နော်အဲ့တော့ runner view မှာ runner property မှာကျွန်တော်တို့က option နှစ်ခုရှိတယ် runner engine နှစ်ခုရှိတယ်သူ့ရဲ့ဒီ default ပါလာပြီးသားပေါ့နော်အဲ့တော့ AV engine cycle engine ဆိုပြီးရှိတယ်အဲ့တော့အခုနောက်ပိုင်းတော်တော်များများစီcycle engine ပေါ်မှာပဲကျွန်တော် runner ချတာအဲ့မှာသူက device တွေပြန်ခွဲတယ်သူ CPU နဲ့လုပ်မှာလား GPU နဲ့လုပ်မှာလားဆိုပြီးတော့ပြန်ခွဲတာရှိတယ်ပေါ့နော်အဲ့တော့များသောအားဖြင့်ကျွန်တော်တို့ကတော့ GPU နဲ့လုပ်တာဖြစ်တဲ့ GPU ကိုခွဲတာတယ်အဲ့တော့သူက mass symbol ဆိုတာသူ runner ချတဲ့အချိန်မှာသူက symbol ကောက်နေတော့ရှိတာပေါ့နော်မထားပါတော့1024ရှိရဲဆိုရင်ကျွန်တော်များသောအားဖြင့်32ဆိုရင်အလားအနက်ပေါ့လုံးဝအနက်ပေါ့နော်ဒီမှာ mass symbol ဆိုလို့ရှိရင်သူက4096 speed တော့မှတစ် frame သွားမှာဗျာဒီလားလုံးဝဟိုအဲ့လိုမျိုး noise ဟိုတခုသွားမှာပေါ့နော် mass တခုသွားရဲဆိုတဲ့သဘောပေါ့
64ပေါ့နော်ဥမာဘယ်နေရာမှာကျွန်တော်တို့သိတာလဲဆိုတော့ဥမာ animation runner ချတဲ့အချိန်ကြလို့ရှိရင်အဲ့တပုံလုံးသူက mass sample count လောက်တာပေါ့နော် count လောက်တယ်ဆိုလို့ရှိရင်သူအဲ့64ပြည့်သွားတော့မှအဲ့ပုံတပုံလုံးအပြီး runner ပြီးတာအဲ့တော့animation တွေလုပ်တဲ့အချိန်မှာကျွန်တော်တို့ frame by frame သွားတဲ့အခါမှာကျွန်တော်တို့ frame 900လို့မြန်ကျွန်တော်တို့ကဒီ animate သတ်မှတ်လိုက်တယ်ဆိုရင်တစ် frame ကိုသူက mass sample ကောက်ခုနလိုမျိုး4000မဟုတ်ဘူးเนาะ4000ဆိုတော့ပြီးပြီအဲ့မိုးလင်းပြီမိုးလင်းမှာမိုးမှာတပတ်တွေတလတွေဖြစ်သွားလိမ့်မယ်ဆိုတော့64ထိပြည့်ပေါ်မှာသူကတစ် frame ပြီးမှာပေါ့အဲ့တော့ frame 900ကို64နဲ့မှမြှောက်ကြည့်လိုက်ဘယ်လောက်ကြာမလဲဆိုတော့စဉ်းစားကြည့်လိုက်အဲ့တော့တုံတန်ရုံကျွန်တော်တို့HD view လောက်ဆိုလို့ရှိရင်3264လောက်ဆိုလို့ရှိရင် NAS ဖြစ်ပါတယ်လုံလောက်ပါတယ်ပေါ့နော် runner အတွက်ကောဆိုတော့ဥမာထားပါတော့ကျွန်တော်ဒီကောင် runner ချတယ်ဆိုလို့ရှိရင်သူက64ပြီးသွားတော့မှဒီ runner view ကပြီးမှာပေါ့ runner view ပြီးတော့ပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့ဒီ project တစ်ခုစလုပ်ပြီဆိုလို့ရှိရင်ဒါတွေကိုအရင်ဆုံးသတ်မှတ်ပေးရမယ်ဘာမှမကင်ခင်မှာအရင်ဆုံးဒါတွေကိုသတ်မှတ်ပေါ့နော်မဟုတ်လို့ရှိရင်သူကအမှန်တမ်းတော့ခုနက default အတိုင်းပါထားတဲ့4000ကျော်ကြီးနေအများဒီမှာ count လုပ်မှာအဲ့ဒါစောင့်ပြီးတော့ပဲအဲ့ CPU ဆိုရင် GPU ဆိုရင်ဘယ်လိုကွာလဲဆိုတာအကြံသိတာလိမ့်မယ်ပေါ့နော်ဆိုတော့ဒါကတော့လောလောဆယ်အကြမ်းမြင့်လေးတွေကျွန်တော်ရှင်းပြပေးထားတာပါအဲ့တော့ဒီ property panel ထဲမှာလည်းသူနဲ့သက်ဆိုင်တဲ့ function တွေရှိတယ်เนาะရှိတယ်သက်ဆိုင်တွေရှိတယ် okay တခုပြောချင်တာကကျွန်တော်တို့အတိုင်း draw တွေပေါ့နော်မထားပါတော့ဒီplane object တခုကဘယ်လောက်ထိဟို scale ရှိနေလဲဆိုတော့ကျွန်တော်တစ်ချက်ပြမယ်เนาะဆိုတော့ဒါ2 meter เนาะကျွန်တော်ဒီမှာမြင်ရတော့တာဘာမှမဟုတ်တာဒါကြီးက2 meter ရှိတယ်တိလားဒီမှာကြည့်2 meter ရှိတယ်ကြီးပဲเนาะစိတ်ထဲမှာတေးသေးလေးလို့ပဲထင်ရတယ်ဒါပေမဲ့2 meter ရှိတယ်အဲ့တော့ကျွန်တော်တို့ဒီ object တွေကိုဒီမှာ unit ရှိတယ်တွေ့လားဒီထဲမှာဒီမှာเนาะ sim ဆိုတော့ sim property ထဲမှာ unit ဆိုတာရှိတယ်အဲ့ unit system မှာကိုက imperial လားဆိုရင်ဒီမှာ feet ပြောင်းသွားတယ်နောက်တော့ဒီမှာ matrix ဆိုရင်သူက meter တွေ degree တွေနဲ့ပြတယ်နော်အဲ့တော့ kilogram အလေးချိန်ဒီမှာ mass တွေတိုင်းဆိုရင် second နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ imperial နဲ့ထားလိုက်ပြီးသွားတယ်သူ degree rotation ဆိုလို့ရှိရင် degree ဘလောက်90 180 360နော် length ဆိုရင်ဒီမှာ feet တို့ inch တို့ပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်တို့ကပြောင်းလိုက်ပြီဆိုတာဒီမှာ dimension မှာကျွန်တော်တို့ကလက်မနဲ့ပြောင်းသွားတယ်ပေနဲ့ပြောင်းသွားတယ်မြင်ရတယ်ပေါ့နော်ဥပမာထားပါတော့ကျွန်တော်ကဒီကို feet နဲ့ထားလို့ကျွန်တော်တို့မှာ feet နဲ့မြင်ရတာအဲ့ဒါကိုလက်မနဲ့ထားမယ် inch နဲ့ထားမယ်ဆိုရင် inch နဲ့မြင်ရတာဒါကြီးတစ်ခုလုံးနဲ့98လက်မရှိနော် feet ဆိုရင်6ပေနဲ့56လက်မရှိတယ်ဆိုတော့အဲ့တော့ unit တွေကိုဒီမှာ control လုပ်ပြီးတော့ချိန်လို့ရတယ်အဲ့တော့ဒီ measurement တွေကဘာတွေမှာလိုလဲဆိုတော့တချို့ကျွန်တော်တို့ even state တွေတချို့ material တချို့ modeling တွေမှာအတိအကျ detail တိုင်းထွာတွေတိုင်းရတဲ့အချိန်မျိုးမှာအတိအကျတိုင်းထွာပြီးသုံးလို့ရအောင်လို့ထည့်ပေးထားတာဆိုတော့အဲ့ဒါတွေကနောက်ပိုင်းတဖြည်းဖြည်း business တွေပိုင်နိုင်လာပြီးတည်လာတဲ့အချိန် modeling နဲ့စကင်ပြီးဆိုတဲ့အချိန်ကြလို့ရှိရင်အသုံးပြုဖို့အတွက်ကိုအဲ့ဒါတွေနဲ့ပတ်သက်တာတွေဆက်ပြီးတော့သင်ပေးပါမယ်အဲ့တော့ဒီအခုပြောသွားတဲ့ဟာတွေနဲ့ဆိုလို့ရှိရင်တော့ဒီ user interface မှာနည်းငယ်တော့ရင်းနှီးသွားပြီးတော့စိတ်ဝင်စားနဲ့စပီလေးလာနိုင်မယ်လို့တော့ကျွန်တော်ယူဆပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်အလင်းတင်တယ်လို့မျိုးထပ်ပြီးတော့short and tip လေးတွေဒီဗီဒီယိုလေးအတူလေးတွေကျွန်တော်တင်ပေးပါမယ်tutorial တွေလည်းကျွန်တော်လုပ်ဖြစ်တဲ့ဟာတွေဆိုရင်ကျွန်တော်ဗီဒီယိုတွေတင်ပြီးတော့ sharing လေးလုပ်ပေးပါမယ်